ဒီ comment လေးလာဖြည့်ပေးရင်းနဲ့6ခန်းစာအမည်မျိုးကို child လို့ဘယ်လိုပြောလဲဆိုတာလာပြီးတော့မျှဝေပေးတော့ပါမယ်နော်တထေထောက်ခန်းစာကိုหนังสือรับรองนายจ้างကြောင်ထောက်ခန်းစာကိုหนังสือรับรองโรงเรียนเซထောက်ခန်းစာကိုใบรับรองแพทย์อมุဖွင့်စာကိုใบแจ้งความเยสการထောက်ခန်းစာကိုหนังสือรับรองโรงพักล่าစာထောက်ခန်းစာကိုကြတော့ใบรับรองเงินเดือนကျမတို့လာစာထောက်ခံစာကတခုခုဝယ်မယ်ဆိုင်ကဖြစ်ဖြစ်ပေါ့နော်ဖုန်းဖြစ်ဖြစ်ဝယ်မယ်ဆိုရင်အရေးသားနဲ့ပေးချေမယ်ဆိုရင်သူတို့ဘက်ကကျမတို့ရဲ့လာစာထောက်ခံစာကိုတောင်းပါမယ်နော်ပြီးရင်မွေးဖွားထောက်ခံစာကိုကြတော့ใบรับรองการเกิดထိုင်းနိုင်ငံမှာမွေးတဲ့လူဆိုရင်အကုန်လုံးใบรับรองการเกิดชี้ရပါမယ်နော်တေဆုံးကြောင်းထောက်ခံစာကိုကြတော့ใบรับรองการเสียชีวิตအပြိုလူပြိုစင်ကယ်ဖြစ်ကြောင်းထောက်ခံစာကိုကြတော့ใบรับรองโสดใบรับรองโสดကဘယ်မှာတောင်းလဲဆိုတော့ကျမတို့မြန်မာနိုင်ငံကထိုင်းလူမျိုးနဲ့လက်မှတ်ရေးထိုးမယ်ဆိုရင်ပေါ့နော်အဲ့ဒီใบรับรองโสดကိုတောင်းရပါတယ်နော်